အလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့တက်ရှင်ဝတ်ဆောင်လေးကိုဝတ်ထားတာပါဟိုစားဝတ်ဆောင်လေးလည်းထက်ချုပ်ထားတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့တက်ရှင်ဝတ်ဆောင်လေးအဆင်ပြေလားကျွန်တော်တို့တက်ရှင်ဝတ်ဆောင်မှုလာမယ်ဆိုတော့လောဆယ်တော့ဒီဝတ်ဆောင်လေးဖြစ်ပါတယ်အပေါ်ကတော့အနီရောင်လေးပေါ့နော်ပြီးလို့ရှိရင်အောက်ကတော့သူနတ်ပြတာမဟုတ်နတ်ဝတ်ထားတော့ဝတ်ဆင်ရတာဖြစ်ပါတယ်ပြီးလို့ရှိရင်စပင်းလေးတွေပေါ့နော်မျိုးသမီးဆိုလို့ရှိရင်ဒီကိုထောင်းဖို့တောင်းဆိုထားတယ်ပေါ့နော်အဆင်ပြေလားကျွန်တော်တို့ cleaning service ရဲ့ outfit လေးပေါ့နော်လူတိုင်းရဲ့ outfit လေးကအဆင်ပြေလားရှင်ဒီနေ့ကတော့တက်ရှင်ဝန်ထမ်းလေးပေါ့ဒီနောက်မှာဖုန်းနံပါတ်ပါဟယ်လိုကျေးဇူးပါအသက်အရွယ်ပညာရေးချင်းလုံးဝမကြည့်ရဲ့စ조사ချင်သူတိုင်းအတွက်အခွင့်အရေးရှိရဲ့ဟုတ်တယ်ရှိပါအလုံးလို့ရင်ဟုတ်ရှိရဲ့နော်